ကျွန်တော်ရဲ့ချစ်မိတ်ဆွေတကယ်ချင်းဗျာဒီနေ့မနေ့ break ဖတ်ပေါ့သမင်းချမ်းစာမနေ့စောစောစာအမေရဲ့လက်ရလေးအမေရဲ့လက်ရမိုးဟင်းကားတော့ဒီမှာဟင်းကားဟောဒီမှာမိုးဟင်းကားတော့ချုံမုံမစားနဲ့လို့ပြောရင်မလို့ရချုံမုံတော့ဒီတက်တောင်မှလည်း40ကျော်လာတယ်ငယ်လေးတွေစားလာကြတာစားပဲလည်းမနေနိုင်ဘူးပေါ့ငံပြိုင်နဲ့တေးမုတ်မျိုးတီမုတ်မစီချက်နဲ့ဘုံပတ်တုံးစားပါတယ်ဘုံပတ်တုံးစားတယ်ဘုံပတ်ဟောဒီမှာနမ်းပဲနဲ့ဘုံပတ်ကတော့ဒီမှာအများကြီးပဲဘုံကတော့အများကြီးပဲကျွန်တော်တကယ်ချင်းမိတ်ဆွေဘုံပတ်ကောင်းစားကြတော့စားကြလို့စားလို့ရအောင်ဆိုတော့စားရှုပ်လို့စားကြလို့စားစိတ်ကြိုက်ပေါ်စားခြင်းပေါ်စားငါစားခြင်းငါစားတို့ကတော့တဲ့ကြိုက်တာဆိုတဲ့စားပါတယ်ကျွန်တော်လည်းတကယ်ချက်မိတ်ဆွေများကိုဘုန်းကြီးလာပါဦးဒီမှာကြိုက်လားကြိုက်တယ်ဒါတော့မောင်းတယ်ကြိုက်ပါတယ်ဒီလိုပဲမုံပတ်တုတ်ကျွေးတယ်သူလည်းရှိပါတယ်သူတော့ဘယ်ရောက်နေလဲမသိဘူးဟောကြီးကြည့်ပါဦးဇောလေးယူပြီးတော့ကြီးကြည့်လေကောင်းလားလို့ဆက်ဟကောင်းလားတဲ့လားမတဲ့လားဇောယူပြီးတော့မြည်လေသမင်းလေးပါထည့်တော့ပိုးတောင်ကောင်းနေတယ်နော်သမင်းလေးနဲ့တုတ်လိုက်ပိုးတောင်ကောင်းတယ်သမင်းထည့်ရအောင်လားမထည့်တော့လည်းဟုတ်ပတ်တော့တက်တော့ကျွန်တော်တကယ်ချက်မိတ်ဆွေများစားကြပါဦးသုံးဆောင်ကြပါဦးဝင်လာတော့ဘုံပတ်တော့နော်စားကြပါဦးချက်တော့ချက်တာယူပြီးတော့လော်ပြီးတော့မှဆက်တယ်နဲ့ထောက်တာငံပြားကြီးဘယ်မှုတ်ချက်ပေါ်လဲဒါလည်းဘယ်မှုတ်